အားလုံးပဲမင်္ဂလာပါရှင်။မိရရဲ့ cookie channel လေးကနေကြိုဆိုလိုက်ပါတယ်နော်။ဒီနေ့ကတော့ရာသီဥတုအေးအေးလေးမှာရခိုင်မုတ်တီလေးချက်ပေါက်ပေးပါတယ်ရှင်။ကျမကရခိုင်မုတ်တီကိုအရေဦးတုံရော2မျိုးချက်ပါမယ်ရှင်။ဒါလေးတွေကတော့အားလုံးပြည့်စုံပေးပါရှင်။ငပိစိမ်းသားလေးရဲ့ရေပြီးစိမ်းလေးရဲ့ဒါလေးကတော့ကျမငါးပြုတ်ပြီးသားလေးကိုအသားနှောင်ထားတာလေးပေါ့နော်။ငါကတော့ကြိုက်စကူတိုက်တဲ့ငါကိုသုံးနိုင်ပါမယ်ရှင်။ဒါလေးကတော့တက်တုံပြူနဲ့တင်သွင်းပေးပါရှင်။ခိုင်မှုကြီးတုပ်ဖို့အတွက်အရင်ဆုံးမြို့သီးစိမ်းလေးတွေကိုအရင်ဖြုတ်ပါပါရှင်။မြို့စည်းလေးကြက်လာပြီဆိုရင်ဆယ်ထားပါမယ်နော်။ခိုင်မှုတီချက်ဖို့အတွက်ဒီနေ့ပပတ်စုတဲ့ထဲကိုငါးသားနှောင်လာလေးထည့်ပါမယ်နော်။ခုနကတော့ငါစိမ့်သားငါပြီးပြီးရေဖြောထားရေနွေးဖြောထားတာလေးလည်းနည်းနည်းထည့်ပါမယ်နော်။ပြီးပြီဆိုရင်တက်တုံတင်းစိမ်းလေးထောင်းထားတာထည့်ပါမယ်ရှင်။ပပတ်စုပါအောင်အရင်ဆုံးပို့ထားပါမယ်နော်။နောက်ပြီးအေးမှာလေးဒီလိုမျိုးစက်ဆက်လေးစားရမယ်လေ။ထမင်းမစားခင်နဲ့ဆိုရင်ဒီလေးချက်တော့လိုက်တယ်လေ။အောက်မှာပေါ့နော်။ပြီးပြီဆိုရင်ရစာအတွက်စားချိုမုံထည့်ပါမယ်ရှင်။မြေကောင်းလေးလည်းထည့်ပါမယ်နော်ကျွန်တော်မြေကောင်းထည့်အောင်ဒီဗီဒီယိုလေးမှာရိုက်ပြမထားမိလို့ပါရှင်အပွဲဆူလာပြီဆိုရင်ဥပစက်ဆက်လေးမစားလို့ကောင်းနဲ့အောက်ချဘူးရခိုင်မုတ်ဒီရပါပြီရှင်ပြီးပြီဆိုရင်ကျွန်တော်ရခိုင်မုတ်ဒီအတုပ်အတွက်အနှိလေးတွေချက်ပါမယ်နော်မှုရအောင်လို့ငါအသားလေးတွေကိုလှော်ပါမယ်ရှင်ငါလေးတွေပြီးလာပြီဆိုရင်ခုနကကြံနေစိမ့်သားငပိဒီပေါ်ထားတာလေးနဲ့ထည့်ပါမယ်နော်ပြီးပြီဆိုရင်ခုနကပြုတ်ထားတဲ့ငယ်ကူးစင်းလေးတွေထည့်ပြီးတော့လှော်ပါမယ်ရှင်ပြီးပြီဆိုရင်ချင်းစိမ့်နဲ့တက်တုံထောင်းထားတာလေးထည့်ပါမယ်နော်၆ကြီးမဖြစ်ချင်တဲ့အတွက်ကြောင့်မျိုးကျွန်မခုနတုန်းကရခိုင်မုတ်ဒီအကြီးလေးမျိုးထည့်ပြီးတော့ချက်ထားပါတယ်ရှင်ပြီးပြီဆိုရင်အရသာအတွက်ခင်းကြုံမုံနဲ့စားထည့်ပါမယ်ရှင်စူလာအောင်တက်ပြီးပြီဆိုရင်ရခိုင်မုတ်ဒီတော့အတွက်နှင်ကလေးရပါပြီရှင်ဒီနေ့လေးရလေးထက်ထားပြီဆိုရင်တကယ်လို့ဒီအသက်ထဲမှာထည့်စားလို့ပို့ပဲဆိုရင်ထမင်းလေးကိုစားလို့အရင်စားမိမှာเนาะစားဖို့အသင့်ပြင်ပါမယ်ရှင်ကျမချက်တဲ့နီးရည်ဒီမှာအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးနီးလေးပါရှင်အဲဒီဥဒုအေးနဲ့ဒီပူဆက်ဆက်လေးကိုစားလို့အရင်စားဝင်စီမှာเนาะအားလုံးလည်းလက်ချက်စားကြပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်